Hello ဒီနေ့စုနေ့ရဲမှာလည်း delivery 3ချောင်းအိတ်ဆက်နေကိုရဲ့နောက်တစ်ခါတွေ့အမှဖြစ်ပါတယ်။လက်တူတူပြည့်စုံလက်ထပ်ပါ။ပထမဆုံးလက်ထပ်မှာကိုင်းနာလေးကတော့ improver လေးပါ။ Donut, croissant, Danish စတဲ့မုတ်တွေမှာသုံးပါတယ်။သူတို့က level လေးထွက်ကားမှုရော mouse structure တည်ငြိမ်ဖို့ နူးညံ့ဖို့ ချော့မဖို့ မုတ်အတွင်းသားဖွဲ့စည်းပုံဆင်ပြီးဖို့အတွက်သုံးပါတယ်။နောက်ထပ်အပြင်ရေးဆွရုံမှုကိုလည်းထိညှိပေးပါတယ်ရှင်။ Topic crown လေးပါစိတ်ရလဲမင်းနေတဲ့သူလေးတို့စုမှာမက်ကရန် topic crown လေးရပါတယ်။ကိုရဲ့မုတ်ကလေးအပေါ်ကိုလှပဒီဇိုင်းစင်မှုတဲ့ piping ပတ်လေးလိုရယ်နော်။ဒါလေးကတော့ stinner လောက်ထားတဲ့ cake decoration စတဲ့ဒါလေးဖြစ်ပါတယ်။ကိုယ်ကိတ်လေးရဲ့မျက်နှာပြင်ကိုပိုချောပြီးလာစေဖို့အတွက်ဒီ cake decoration knife လေးသုံးပါတယ်နော်။ချာချာကိုရဲ့ကိတ်သားလေးကိုပို့ပြီးတော့နူးညံ့စေဖို့အတွက်ဒီ SP ကိတ်ဂျယ်လေးကိုသုံးပါတယ်။ဒီကိတ်ဂျယ်ကကိုရဲ့မုတ်သားလေးကိုပို့ပြီးတော့နူးညံ့ပြီးတော့ easy ရေပေါ့နော်။ mouth decoration စတဲ့နေရာမှာသုံးတဲ့ white chocolate ကောက်တံလေးပါ။ဒါလေးကတော့ရန်ကုန်မဟုတ်တဲ့အခြားမြို့နယ်ကိုပို့ရမယ့် order လေးကိုထပ်ပို့ပေးနေရဖြစ်ပါတယ်။သူတေးစားလေးနဲ့တေးစားလေးထပ်ပို့ပေးရပါရှင်။နောက်ထပ်ပို့ရမှာကရန်ကုန်မြို့တွင်မဲ့ဆိုတော့လွယ်ကူကူပို့ပါလေးပဲ။ကျူးအိမ်လေးနဲ့ synthetic chocolate ဖြစ်သုံးတော့ improver တစ်ထုပ်ပါ။